7ချက်ကျွန်းကနေထွက်လာပြီးတော်တော်ကြာကြာမှာတော့ရွှမ်းဦးလို့ထင်ရတဲ့ကျွန်းတကျွန်းကိုလမ်းမြင်နေရတဲ့နေရာစီရောက်လာပါတယ်။7ကအားပိုက်ချက်ကျွန်းကထွက်မသွားခင်ရွှမ်းဦးကိုသွားမယ်မြေပုံယူထားခဲ့လို့သူတို့ရွှမ်းဦးကိုရှော့ရှော့ရှူရှူရောက်လာတာပဲဆိုပြီးတော့ဝမ်းသာအားရကျွန်းမော်တက်ကြည့်တဲ့အခါမှာတော့တားလီမကျူစုပါကြီးဆိုတဲ့ဆိုင်းမုတ်ကြောက်တိုင်တစ်ခုအပြင်မိမချောလေးတွေနဲ့ဝိုင်းနေတဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်။7ကပထမတော့အားပိုက်ကြောင်စိတ်ဆိုးနေပေမဲ့အရှုံးမရှိပါဘူးလေ။အကူချောလေးအုံးရီတောင်မလားလို့ဝိုင်းမင်းနေတဲ့အချောလေးတွေစကားမှယုံမထွက်နိုင်ခဲ့ပဲနဲ့အုံးရီကိုတစ်ကြိုက်သေးတောက်ပြီးမှတော့ကားတွေလည်းရီဝေးလာပြီးတော့မိမချောမျက်နှာဖုံးလေးတွေအောက်ကဂျန်နီဖာဟန်ဆန်နှခမ်းလိုနှခမ်းထူလဖြစ်လေးတွေနဲ့တပုံစံနဲ့ဖြစ်နေတဲ့မျက်နှာတွေတွေ့လိုက်ရတဲ့အပြီးမှာတော့7မိညော့သွားခဲ့ပါတယ်။7တတိယလာတဲ့အခါမှာတော့အချုပ်ခန်းထဲရောက်နေပြီးတော့သူ့ထက်အရင်အချုပ်ခန်းထဲရောက်နေတဲ့အားဖိုင်နဲ့တွေ့လိုက်ရပါတယ်။အားဖိုင်ကဒီကျွန်းကလူတွေကနှစ်သမီးရှိရဆိုတဲ့သတင်းအမှားတွေနဲ့လူတွေကိုဒီကျွန်းကိုအကြံနဲ့များခေါ်နေကြတာဖြစ်ပြီးတော့အချုပ်ခန်းထဲကနေလွတ်ချင်ရင်တော့သူတို့ကိုလက်ထပ်ရင်လက်ထပ်ဒါမှမဟုတ်လို့ရှိရင်ရုပ်ဆိုးသခင်ကြီးကိုတတ်ဆိုတဲ့ရွေးချယ်စရာနှစ်ခုရှိတယ်။ရုပ်ဆိုးသခင်ကြီးကိုတတ်ရင်တော့သူတို့တွေကသူတို့ရဲ့မူလပုံစံကိုပြန်ရကြမှာလို့7ကိုပြောပြနေပါတယ်။အားဖိုင်စကားမဆုံးခင်မှာပဲတားလီရဲ့ဘရင်ရောက်လာပြီးတော့ယောက်ျားလေးတွေကိုတည်င်းအမှားဖြတ်ပြီးဒီကျွန်းကိုများခေါ်ရတဲ့အကြောင်းရင်းကဘသူ့ကိုမဆိုသူ့လိုရုပ်ဆိုးသွားအောင်ချိန်စာတိုက်နိုင်ပြီးတော့ချိန်စာမိသွားရင်လည်းပဲသူ့ကိုတိုက်ခိုက်နိုင်စွမ်းမရှိတော့တဲ့ရုပ်ဆိုးသခင်ကြီးကိုတတ်ပေးနိုင်တဲ့သူရဲကောင်းတစ်ယောက်ကိုလိုချင်ခဲ့လို့ပဲတကယ်လို့မင်းလုပ်ပေးနိုင်ရင်ငါရဲ့အလှဆုံးမင်းသမီးလေးနဲ့မင်းကိုလက်ထပ်ပေးမယ်ဆိုပြီးတော့သူ့ရဲ့ကန်းနဝင်ဆန်တဲ့အလှပိုင်ရှင်မင်းသမီးလေးကို7ကိုပြပါတယ်မမရဲ့မျက်နှာကိုပြပေးပါလို့ပြောထားတဲ့သူတွေကြည့်ချပေးကြပါနော်မမမျက်နှာအဲ့လိုလေးပါလို့7ကလည်းပြပါတယ်ကျေးဇူးတင်တယ်နော်ဒီလောက်လာတဲ့မင်းသမီးကမင်းသားလေးနဲ့ပဲလက်ထပ်သင့်ပါတယ်လို့ညင်းမိမယ်လေရုပ်ဆိုးသခင်ကြီးကိုတတ်ပေးမတတ်ပေးကျွန်းမော်ဟာတရားရောက်နဲ့မင်္ဂလာဆောင်ရမယ့်ဘဝဖြစ်နေတော့မင်းရဲ့ဝမ်းထဲဝယ်မော်တေးဂီတာနဲ့ငါရဲ့ကတိအစွမ်းပေါင်းပြီးတော့ရုပ်ဆိုးသခင်ကြီးကိုသွားဖိုက်ကြမယ်လို့အားဖိုင်ကိုပြောပြန်တော့လေအားဖိုင်ကဂီတာဟာပင်လေတဲ့မျောပါသွားလို့မရှိတော့ပါဘူးတဲ့ဒါကြောင့်မလို့7တို့ကကျွန်းကနေထွက်ပြေးဖို့အကြံထွက်လာအောင်လို့ပြန်အိတ်နေတော့မှအချုပ်သားအသစ်2ယောက်ထပ်ရောက်လာခဲ့ပါတယ်သူတို့ကတော့ဒိုင်းပေါင်နဲ့ရှောက်ဖေးဖြစ်ပြီးတော့ဒိုင်းပေါင်ရောက်လာလို့ကန်ကောင်းသွားတာတကူကဒိုင်းပေါင်ကအသွင်ပြောင်းဥကိုသုံးပြီးတော့သူ့ကိုယ်သူဂီတာတစ်လက်အဖြစ်ပြောင်းနိုင်နေတာပါပဲ7အဖိုင်နဲ့ဒိုင်းပေါင်တို့ကရုပ်ဆိုးသခင်ကြီးအိမ်တော်ချင်းချင်းကပ်လာပြီးတော့အထဲဝင်နိုင်ဖို့အဆောင်တွေကိုဖြောင်းဖို့7ကသူ့ကကြီးအစွမ်းကိုနည်းနည်းလေးပဲတုံးလိုက်ရပါတယ်7တို့အိမ်ထဲရောက်လာတော့မှန်ကြည့်ပြီးတော့သပင်ကို hair dryer မှုန့်နေတဲ့ use ဖြောင်းတဲ့ဘဲတကွေကိုတွေးလိုက်ရပါတယ်ဒါပေမဲ့မှန်လဲဖယ်လိုက်ရောကျွန်းလုံးရဲ့မူရင်းမျက်နှာပိုင်ရှင်ရုပ်ဆိုးသခင်ကဘွားကနေပေါ်လာတာနဲ့7တို့ကလည်းအစီအစဉ်ချထားတဲ့အတိုင်းတိုက်မဲ့ဟေးလို့ရုပ်ဆိုးသခင်ကြီးစီပြေးလာပြီးတော့တိုက်ကွက်ကိုစဖော်ခဲ့ပြီးမြဲရုပ်ဆိုးသခင်ကြီးကသူ့ရဲ့ကျင်းစာမှန်ချက်နဲ့7ကိုလမ်းပစ်တာ7ကိုမထိပဲနဲ့မော်တေးဂီတာကိုပုံဖော်မဲ့အားဖိုင်ရဲ့မျက်နှာကိုရွှေကလေးပြင်းမှန်ပါတယ်ရုပ်ဆိုးသခင်ကြီးရဲ့တရားမျှတမှုအလှဆိုတဲ့ကျင်းစာကိုမိသွားတဲ့အားဖိုင်ကရုပ်ဆိုးသခင်ကြီးရဲ့မျက်နှာကိုရလိုက်တဲ့အပြင်ရုပ်ဆိုးသခင်ကြီးရဲ့ထိန်ချုံမှုကိုခံနေရပြီးတော့သူ့စိတ်နဲ့သူ့ကိုမလှုပ်ရှားနိုင်မယ်နဲ့သူ့ဘက်ချမ်းကလူဖြစ်တဲ့7ကိုပဲလိတ်ဆော်နေမိပါတယ်။ဒိုင်းပေါင်ကအချိန်ကြီးမဟန်တော့ဘူးဆိုတာသိရနဲ့ဂီတာဘွားကနေ James Bond ဘွားကိုပြန်ရောက်လာပြီးတော့ရုပ်ဆိုးသခင်ရင်ဘက်ကိုတနက်နဲ့ဒိုင်းလမ်းပြတဲ့အခါမှာတော့ရုပ်ဆိုးသခင်ကြီးရဲ့ကျင်းစာမှန်ကွဲသွားခဲ့ပါတယ်။ရုပ်ဆိုးသခင်ကြီးကသူ့အကြိုက်ဆုံးမှန်ကွဲသွားတဲ့နောက်မှာတော့ဒေါသတွေထွက်လာပြီးတော့မျက်နှာတစ်ထောင်မှန်ချက်ဆိုတဲ့သူ့မျက်နှာပေါ်နေသူမှန်တွေအများကြီးရှိပြီးတော့သူလေ့လိုက်တာနဲ့ရှိသမျှလူတွေကျင်းစာသိစေမဲ့ဘောလုံးလိုမှန်ချက်ကိုထုတ်သုံးမှုပြင်လာပါတယ်။7ကရုပ်ဆိုးသခင်ရဲ့မျက်နှာကိုလိုက်ဖုံလိုက်မှန်ချက်လုံးကိုလူယူလိုက်နဲ့မော်တီဂီတာကိုအသက်သွင်းပေးမဲ့မိလဲနေတဲ့အဖိုင်ကိုဒိုင်းပေါင်နိုးနိုင်မှုအတွက်အချိန်ဆွဲပေးထားပါတယ်။အဖိုင်တတိယလာတာနဲ့ရုပ်ဆိုးသခင်ကြီးရဲ့စိတ်ကိုညှိုးချစေနိုင်တဲ့ဝမ်းနဲ့ပွဲမော်တီဂီတာကိုညင်ညင်သားသားလေးပြန့်လွင့်စေခဲ့ပါတယ်။ကဲနားထောင်လိုက်ကြရအောင်နော်။တချင်လေးမပြီးဆုံးခင်မှာပဲရုပ်ဆိုးသခင်ကြီးကပြစ်ဆုံးပံမှာဖြစ်နေတဲ့သူ့ရဲ့လက်ရှိနာကျင်မှုကြောင့်တကြွလုံးကိုရုပ်ဆိုးကြီးဖြစ်အောင်လုပ်ဖို့အထိခေါင်းမအောင်တွန်းပို့ပေးခဲ့တယ်။အတိတ်ကကောင်မလေးရဲ့ရုပ်ဆိုးလို့ဆိုပြီးပြစ်ထားခံခဲ့ရတာတွေကိုဒစိမ့်စိတ်ပြန်ပြောင်းတတရားရင်းနဲ့မျက်ရည်တွေကရေတကုံလိုစီးကျလာခဲ့ပါတယ်။အဲ့လိုငိုနေတဲ့ရုပ်ဆိုးသခင်ကြီးကို7တို့ကအလွတ်မပေးပဲချုပ်ထားပြီးတော့မင်းရဲ့ချိန်စာကိုပြန်အောင်ဘယ်လိုလုပ်ရမလဲပြောလို့မိတဲ့အခါမှာတော့ရုပ်ဆိုးသခင်ကြီးကချိန်စာပြည့်ချင်းလွယ်လွယ်လေးပဲရုပ်ဆိုးတဲ့သူချင်းချင်း
ခွာပေးလိုက်ရုံပဲဒါကိုဘယ်သူမှမသိခဲ့ဘူးလေရုပ်ဆိုးတဲ့သူချင်းချင်းဘယ်သူမှအဲ့လိုလှုပ်ချင်စင်မရှိကြလို့လေလို့ကျင်းစာပြေနည်းကိုပြောပြခဲ့ပါတယ်ယူဆုခင်ပြောတဲ့အတိုင်းလှုပ်ပြီးမှတော့တားလီကျွန်းတစ်ကျွန်းလုံးကကျင်းစာပြေပြီးတော့မူလရုပ်သွင်းကိုပြန်ရခဲ့ကြပါတယ်အပိုင်ကတော့တားလီကျွန်းပေါ်မှာနေဖို့ကြံရင်ခဲ့ပြီးတော့7နဲ့တိုင်းပေါတို့ကတော့ရွှမ်းဝူစီရအောင်သွားနိုင်မှုအတွက်ပင်လယ်ထဲကိုခီးထပ်ဆက်ခဲ့ကြပါတယ်